1998-99ဘောလုံးရသည်ဟာအင်္ဂလိပ်ဘောလုံးလောကအတွက်အမှတ်ရစရာနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ Alex Ferguson ရဲ့ Manchester United ဟာပြည်တွင်းဖလားနှလုံးနဲ့ဥရောပချန်ပီယံလိတို့ကိုရယူနိုင်ခဲ့ပြီးတော့တစ်နှစ်အတွင်းဖလားသုံးလုံးအောင်ပွဲကိုရယူနိုင်တဲ့ပထမဆုံးအင်္ဂလိပ်ကလပ်ဖြစ်လာခဲ့လို့ပါပဲ။ United ရဲ့ချန်ပီယံလိအောင်ပွဲဟာဥရောပဝင်ခွင့်ကနေ9နှစ်ပိတ်ပင်ခံခဲ့ရတဲ့အင်္ဂလိပ်အသင်းတွေအတွက်မိရှုတစ်ဆောင်ဖြစ်ခဲ့ပါတယ်။ရှေ့ရာသီတုန်းက charity ဂျိုင်းကလွဲပြီးတော့ဘာဖလားမှမရခဲ့မှုဟာ Alex Ferguson ကိုရာသီသစ်အတွက်တေချာပြင်ဆင်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ Gary Pallister, Brian McClair တို့လိုဝါရင်တွေထွက်ခွာသွားမှုကိုလည်းအစားထိုးဖို့လိုအပ်လာပါတယ်။ နယ်သာလန်ကလပ် PSV Eindhoven ကနေနယ်သာလန်ခန့်စစ်မှု Justin ကိုခေါ်ယူခဲ့တယ်လို့ Aston Villa တိုက်စစ်မှု Dwight York ကိုခေါ်ယူက Andy Cole နဲ့တွဲဖက်ကစားစေခဲ့ပါတယ်။ Cole နဲ့ York တို့အတွဲဟာ United ရဲ့အောင်ပွဲကိုအဓိကသယ်ဆောင်ပေးခဲ့ပြီးတော့ Dwight York ဟာ Premier League တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Arsenal ဟာမေလအထိအမှတ်ပေးစရာကိုဦးဆောင်နေခဲ့ပြီးတော့ပွဲစဉ်35ရောက်မှ Manchester United တို့လိုက်မိခဲ့ပါတယ်။ Dwight York ရဲ့တလုံးနဲ့သောဂိုးနဲ့ Middlesbrough ကိုအနိုင်ရအပြီးမှာတော့ United တို့ဂိုးကွာခြားချက်အသာနဲ့အမှတ်ပေးစရာကိုဦးဆောင်နိုင်ခဲ့ပါပြီ။ပွဲစဉ်36မှာတော့ Arsenal ဟာယာယီနီးပြလေး David O'Leary ကင်တွယ်နေတဲ့ Leeds United ကို 1-0 နဲ့ချုံးနှင်သွားခဲ့ပါတယ်။ Leeds ဟာ O'Leary လက်အောက်မှာပုံစံကောင်းတွေပြခဲ့ပြီးတော့ Alan Smith, Hazeldine, Harry Kewell, Lee Bowyer, Ian Hatt, Jonathan Woodgate တို့လိုကစားသမားတွေရဲ့ခြေစွမ်းပြမှုတွေနဲ့အတူရာသီအကုန်မှာအဆင့်၄နေရာကိုရယူနိုင်ခဲ့ပါတယ်။ David O'Leary ကိုလည်းအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ပြီးစာချုပ်ချုပ်ခဲ့ကြပါတယ်။ Manchester United ကလည်း Blackburn ကိုဂိုးမရှိသရေသာကစားနိုင်ခဲ့ပါတယ်။နှစ်သင်းစလုံး2မှတ်စီဆုံးရှုံးခဲ့ပေမဲ့ Manchester United က Arsenal ကို1မှတ်အသာရဖို့ဖြစ်လာစေခဲ့ပြီးတော့ Blackburn ကတော့တန်းဆင်းဖို့တေချာသွားခဲ့ရပါတယ်။ရာသီပိတ်ပွဲစဉ်မှာတော့ Tottenham Hotspur ဟာ Manchester United ကိုဦးဆောင်ကိုသွင်းပြီးတော့ဖိအားပေးခဲ့ပါတယ်။ဒါပေမဲ့ Beckham နဲ့ Andy Cole တို့ရဲ့ဂိုးတွေဟာ Arsenal ပွဲရလဒ်ကိုစိတ်ပူစရာမလိုဘဲနဲ့ Manchester United ကို Premier League Champion ဆုနဲ့နောက်တစ်ကြိမ်ထပ်ပြီးစုံစည်းစေခဲ့ပါတယ်။မေလ22ရက်နေ့မှာ Premier League ရာသီပိတ်သိမ်းခဲ့ပါတယ်။ဒါပေမဲ့ United ရဲ့စွန့်စားခန်းကတော့ရှေ့ဆက်သွားနေစေပါပဲ။ Tottenham နဲ့ပွဲပြီး6ရက်အကြာမှာ Newcastle ကို 2-0 နဲ့အနိုင်ရပြီးတော့ FA Cup မှာထပ်မံပိုဆွဲခဲ့ပါတယ်။ဖလားသုံးလုံးအောင်ပွဲကလက်တကန်းကိုရောက်လာခဲ့ပါပြီ။မေလ26ရက်နေ့မှာတော့ Manchester United ဟာ German Club Bayern Munich အသင်းကိုမိနစ်90အထိ 1-0 နဲ့ရှုံးနိမ့်နေရကနေနာကျင်အချိန်ပိုမှာလူစားဝင်ကစားသမား Teddy Sheringham, Ole Gunnar Solskjaer တို့ရဲ့သွင်းဂိုးတွေနဲ့အနိုင်ယူကချန်ပီယံလိဖလားကြီးကိုရယူကိုင်မြောက်နိုင်ခဲ့ပါတယ်။ဒါဟာ United ကိုတရားသီးတဲ့ဖလားသုံးလုံး Triple Winner ရယူနိုင်တဲ့ပထမဆုံးအင်္ဂလိပ်ကလပ်ဖြစ်လာစေခဲ့ပြီးတော့နီးပြ Alex Ferguson ဟာဒီအောင်မြင်မှုအတွက်စာပွဲနဲ့ဂုဏ်ပြုချီးမြှောက်ခံခဲ့ရပါတယ်။1998ကမ္ဘာဖလားမှာဗီလိန်ဖြစ်ခဲ့ရတဲ့ David Beckham ဟာလည်းတရားသီးလုံးပြသခဲ့တဲ့ခြေစွမ်းကြောင့် UEFA Club Footballer of the Year ဆုကိုရရှိခဲ့ပြီးတော့ရွှေဘောလုံးနဲ့ FIFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေမှာလည်းဒုတိယနေရာတွေရရှိခဲ့ပါတယ်။အင်္ဂလန်ပရိသတ်တွေရဲ့အချစ်ကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ရာသီအကုန်မှာတော့ဝါရင်ဂိုးသမားကြီးပီတာရှမိုက်ကယ်ဟာအသင်းနဲ့လမ်းခွဲနှုတ်ဆက်သွားခဲ့ပါတယ်။ Arsenal ကတော့အာဆင်ဝင်းကားရဲ့ဒုတိယမြောက်ရာသီပြည့်ကင်တွဲတဲ့နှစ်မှာ charity ဂျိုင်းတစ်ခုတည်းနဲ့ကျိန်နဲ့ခံရပါတယ်။ Premier League နဲ့ FA Cup နှစ်ခုစလုံးကို Manchester United စီလက်လွတ်ခဲ့ရတယ်လို့ League ဖလားနဲ့ Champion League တွေမှာလည်းအစောကြီးထွက်ခဲ့ရပါတယ်။အာဆင်ဝင်းကားဟာသူ့ရဲ့ဖလားတွေကိုကာကွယ်ဖို့ကစားသမားအသစ်တွေဝယ်ယူခွင့်ရခဲ့ပြီးတော့ Sweden တောင်ပန်ကစားသမား Fredrik Ljungberg Argentina သား Nilsson Vivas တို့ကိုခေါ်ယူခဲ့ပါတယ်။ဇူလိုင်လမှာ West Ham ကိုပြောင်းရွှေ့သွားတဲ့အသင်းရဲ့ထာဝရဂိုးသွင်းဘရင် Ian Wright ရဲ့နေရာအတွက်အာဆင်ဝင်းကတိုက်စစ်မှုအရှာထွက်ခဲ့ပြီးတော့နယ်သာလန်သား Patrick Kluivert နဲ့ပြင်သစ်တိုက်စစ်မှု Thierry Henry တို့တွေကနေရွေးချယ်ခြင်းခဲ့ပေမဲ့လည်းလစာနဲ့ဈေးနှုန်းတွေကြောင့်လက်လျှော့ခဲ့ရပါတယ်။ January မှာတော့23နှစ်အရွယ် Nigeria တိုက်စစ်မှု Nwankwo Kanu ကို Inter Milan ကနေခေါ်ယူပြီးအစားထိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကအဆင့်၄နဲ့ရာသီကုန်ခဲ့တဲ့ Chelsea ဟာအခုရာသီမှာတော့တဆင့်တက်လာခဲ့ပြီးတော့တတိယနေရာကနေရာသီပိတ်သိမ်းနိုင်ခဲ့တာကြောင့် Champions League ပြိုင်ပွဲကိုပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ Champion Manchester United နဲ့၄မှတ်ပဲကွာဟခဲ့တာပါ။နီးပြဗီယာလီလက်အောက်မှာ Chelsea ဟာ FA Cup နဲ့ League ဖလားတွေမှာ Quarter Final အထိရောက်ခဲ့ပြီးတော့ Cup Winners' Cup မှာ Semi Final အဆင့်ထိရောက်ရှိခဲ့ပါတယ်။သူတို့ရဲ့နောက်ထပ်အောင်ပွဲကတော့ Champions League Champion Real Madrid ကိုအနိုင်ကစားခဲ့ပြီးရရှိခဲ့တဲ့ဥရောပစူပါဖလားပါပဲ။ရှေ့ရာသီတုန်းကတမ်မစရဖို့ရုန်းကန်ခဲ့ရတဲ့ Tottenham Hotspur ဟာဒီရာသီမှာတော့ David Ginola ရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ League ဖလားကိုအရယူနိုင်ခဲ့ပါတယ်။ Manchester United ရဲ့ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုကနောက်ရာသီအထိသတင်းတွေမှာနေရာယူခဲ့ပါတယ်။21ရာစုကိုကူးပြောင်းမဲ့1990-2000ဘောလုံးရာသီမှာတော့ချန်ပီယံဆုအတွက်အပြိုင်မှုတွေဟာစိတ်ဝင်စားစရာမရှိခဲ့ပါဘူး။ Manchester United ကိုအဓိကဖိအားပေးမဲ့ Arsenal ရဲ့တည်ငြိမ်မှုမရှိတဲ့ရလဒ်တွေကြောင့် United တို့စောစောစီးစီးပန်းဝင်ခဲ့ပြီးတော့ဒုတိယနေရာက Arsenal ကို18မှတ်အထိဖြတ်ကာဘိုးဆွဲသွားခဲ့ပါတယ်။တိုကျိုမှာကျင်းပခဲ့တဲ့ Intercontinental ဖလားပွဲမှာလည်း Brazil Club Palmeiras ကိုအနိုင်ယူပြီးတော့ဖလားသစ်တစ်လုံးထပ်ရခဲ့ပါတယ်။ဒါပေမဲ့ရာသီအလယ်မှာတောင်အမေရိကအထိခင်းနှင်ပြီး Brazil မှာကျင်းပတဲ့ FIFA ကမ္ဘာ့ကလပ် Championship ကိုတွားရောက်ရှင်ပြိုင်ဖို့ FA Cup ကနေနှုတ်ထွက်ခဲ့မှုကတော့ Sir Alex Ferguson အတွက်မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ရှောက်ထားနေပြီးတော့ United ရဲ့ပါဝင်ရှင်ပြိုင်မှုဟာဒါကိုအထောက်အပံ့ဖြစ်စေမယ်လို့ယူဆခဲ့တာကြောင့် FA Cup ကနေနှုတ်ထွက်ပြီးတော့ Brazil ကိုတွားဖို့တိုက်တွန်းခဲ့တာပါ။ဒါပေမဲ့ United ဟာအုပ်စုအဆင့်ကနေတင်လှည့်ပြန်ခဲ့ရပြီးတော့ FA Cup ကိုပါလက်လွတ်ခဲ့ရပါတယ်။ရာသီမစခင်မှာပီတာရှမိုက်ကယ်ရဲ့နေရာကိုအစားထိုးဖို့ Ferguson အလုံးများခဲ့ပြီးတော့Bosnich တိုက်ဘီတို့ရဲ့စိတ်ပျက်စရာတရားမှုတွေအပြီးမှာတော့1998ကမ္ဘာဖလားပိုင်ရှင်ပြင်သစ်ကိုသမား Fabien Barthez ကိုမိုနာကိုအသင်းကနေပေါင် 9.8 တန်းပေးခေါ်ယူခဲ့ရပါတယ်။အာဆင်နယ်ကတော့အမှတ်ပေးဖလားကိုပြန်လည်ရယူမယ်ဆိုတဲ့စိတ်ကူးတွေနဲ့ရာသီသစ်ကိုအကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။ရှေ့ရာသီကလေးကအစင်ဝင်းကခေါ်ယူခြင်းနေတဲ့ပြင်သစ်ရှေ့တန်းလူ Thierry Henry ကို Club စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ Juventus ကနေခေါ်ယူခဲ့တယ်လို့ Croatia ဝါရင်တိုက်စစ်မှုကြီး Deva Suka ကလည်းလောက်ခလျှော့ယူဖို့သဘောတူက Real Madrid ကနေပြောင်းရွှေ့လာခဲ့ပါတယ်။အာဆင်နယ်တိုက်စစ်မှု Nicolas Anelka ကတော့ Real Madrid ကိုပြောင်းရွှေ့သွားခဲ့ပြီးတော့ဒီလိုပြောင်းရွှေ့ခဲ့တာဟာ Anelka ကို Champions League ဖလားစခုရရှိစေခဲ့ပါတယ်။ Thierry Henry ကိုခေါ်ယူနိုင်ခဲ့မှုဟာအာဆင်နယ်အသင်းအတွက်ရော Henry အတွက်ပါကြီးမားတဲ့အပြောင်းလဲဖြစ်စေခဲ့ပါတယ်။အာဆင်ဝင်းကမိုနာကိုနေပြဖြစ်ခဲ့စဉ်ကတည်းကလူငယ်အသင်းမှာကစားနေတဲ့ Henry ရဲ့အရေးအသွေးကိုကောင်းကောင်းသိမြင်ခဲ့ရပြီးတော့ဒီပြင်သစ်လူငယ်ဟာတောင်ပန်သမားမဟုတ်ဂိုးသွင်းမှုမွေးဖွားလာတဲ့သူဆိုတာကိုဝင်းကသတိပြုခဲ့မိပါတယ်။အာဆင်နယ်ကိုခေါ်ယူပြီးမှလည်း Henry ဟာတောင်ပန်မှာထက်ရှေ့တန်းတိုက်စစ်မှာအဓိကကစားခဲ့ရပြီးတော့ပြင်သစ်သားဟာသူ့ရဲ့ပထမဆုံးရာသီမှာတင်အာဆင်နယ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ Chelsea ကတော့ Premier League ဝါရင်တိုက်စစ်မှု Chris Suttonကမ္ဘာ့ဖလားချန်ပီယံအသင်းကောင်းဆောင် Didier Deschamps တို့ကိုခေါ်ယူအားဖြည့်ခဲ့ပေမဲ့လည်းချန်ပီယံလိဝင်ခွင့်ကိုပြန်လည်မရယူနိုင်ခဲ့ပါဘူး။ FA Cup မှာတော့သူတို့တွေဘိုးဆွဲခဲ့ကြပါတယ်။ Liverpool ဟာရာသီအလယ်မှာနီးပြပြောင်းလဲဖြစ်ခဲ့ပြီးတော့ပြင်သစ်နီးပြ Gerard Houllier ဟာအသင်းကိုတူးရဲစီမံခန့်ခွဲခွင့်ရရှိသွားခဲ့ပါတယ်။အဆိုပါရာသီမှာ Houllier ခေါ်ယူခဲ့တဲ့ Dimitar Hamann, Vladimir Smicer Sami Hyypiä တို့ဟာလီဗာပူးရဲ့အနာဂတ်ကိုထုစစ်ပုံဖော်သူတွေဖြစ်လာခဲ့ကြပါတယ်။ဒါအပြင်2000ခုနှစ်မတ်လမှာလဲလက်စတာစီးတီးတိုက်စစ်မှု Emily Heskey ကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူအားဖြည့်ခဲ့ပြန်ပါတယ်။ရာသီအကုန်မှာအဆင့်၄နဲ့ပိတ်သိမ်းပြီးနောက်ရာသီ UEFA Cup ဝင်ခွင့်ကိုရရှိခဲ့ပါတယ်။အစောပိုင်းနှစ်တွေမှာတော့က Premier League Champions ဆုကိုစိန်ခေါ်နေခဲ့တဲ့ Newcastle ဟာဒီရာသီမှာတော့ရလဒ်တွေထိုးကြခဲ့ပြီးတန်းဆစ်စုံအထိရောက်ခဲ့ပါတယ်။နီးပြ Ruud Gullit နှုတ်ထွက်သွားခဲ့အပြီးမှာတော့ Newcastle မြို့သားကြီးဖြစ်တဲ့ဝိုင်းရင်နီးပြကြီး Bobby Robson ရောက်ရှိလာခဲ့ပြီးတော့တန်းဆစ်စုံထဲကနေပြန်ဆွဲတင်ကရာသီပိတ်သိမ်းစေခဲ့ပါတယ်။
1999-2000 ရာသီမှာအင်္ဂလိပ်ကလပ်တွေရဲ့ဥရောပမှတ်တမ်းတွေတိုးတက်လာခဲ့ပါတယ်။ Manchester United ဟာ Champions League ကိုမကွာကွယ်နိုင်မဲနဲ့ Quarter Final အဆင့်မှာချန်ပီယံဖြစ်လာမဲ့ Real Madrid ကိုရှုံးနိမ့်သွားခဲ့ပါတယ်။ UEFA Cup မှာ Leeds United ဆီမီဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့ပြီးတော့အာဆင်ဝင်ဂါရဲ့အာဆင်နယ်ကတော့ဘိုလ်လုပွဲအထိရောက်ခဲ့ကဂလာတာစရေးအသင်းကိုအရေးနိမ့်ပြီးတော့ဒုတိယဆုနဲ့ကျင်းပခဲ့ရပါတယ်။ Sunderland တိုက်စစ်မှု Calvin Phillips ဟာ99-2000 ရာသီရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုရှင်ဖြစ်ခဲ့တယ်လို့သူ့ရဲ့ဂိုး30ဟာလည်း Premier League စံချိန်သစ်အဖြစ်မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။ 21ရာစုရဲ့ပထမဆုံးရာသီဖြစ်တဲ့2000-2001ဘောလုံးရာသီကတော့စိတ်ဝင်စားစရာတွေမှတ်တမ်းကောင်းတွေများပြားခဲ့ပါတယ်။ Manchester United နဲ့ Liverpool တို့ဟာအောင်မြင်မှုမတိုင်တွေကိုစီစိုက်ထူနိုင်ခဲ့ကြပြီးတော့တန်းတက်လာတဲ့အသင်းတွေကလည်းဘယ်သူမှထင်မှတ်မထားတာကိုလုပ်ပြခဲ့ကြပါတယ်။ Arsenal နဲ့ Chelsea တို့ကတော့မျှော်လင့်ထားတာတွေမဖြစ်လာခဲ့ကြပါဘူး။စာပွဲရ Ferguson ရဲ့ Manchester United ဟာဖလားပွဲမှန်သမျှကနေအစောကြီးထွက်ခဲ့ရပါတယ်။ဒါပေမဲ့အမှတ်ပေးပြိုင်ပွဲမှာတော့ဗိုလ်ကျဆုံးမိုးနေခဲ့ပြီးတော့ February လလောက်ကလေးကပိုးဆွဲဖို့အပြတ်အသတ်လေးတာနေခဲ့ပါတယ်။ရှားသည့်အကောင်မှာဒုတိယနေရာကအာဆင်နယ်ကို10မှတ်ဖြတ်ပန်းဝင်ခဲ့ပြီးတော့ Premier League သမိုင်းမှာအမှတ်ပေးချန်ပီယံဆုကို3နှစ်ဆက်ရယူနိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ Ferguson ဟာနောက်ရာသီအတွက်အားဖြည့်တဲ့အနေနဲ့ကာလရှည်ဆောင်ဆိုင်ခဲ့ရတဲ့နယ်သာလန်တိုက်စစ်မှု Ruud van Nistelrooy ကို PSV ကနေခေါ်ယူခဲ့ပါတယ်။ဒီပြောင်းရွှေ့ဟာ Teddy Sheringham ကိုတက်ရောက်မှုရှိခဲ့ပြီးတော့အင်္ဂလန်တိုက်စစ်မှုကြီးဟာအသင်းဟောင်း Tottenham Hotspur စီအလွတ်နဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ Liverpool ဟာ Gerard Houllier ရဲ့ပဲ့ကိုင်မှုနဲ့ပုံစံကျလာခဲ့ပြီးတော့ပြင်သစ်နည်းပြကြီးရဲ့အကောင်းဆုံးရာသီတစ်ခုကိုပုံဖော်နိုင်ခဲ့ပါတယ်။အမှတ်ပေးပြိုင်ပွဲမှာတတိယချိတ်ပြီးချန်ပီယံလိဝင်ခွင့်ရခဲ့တယ်လို့လိဖလားနဲ့ FA Cup တွေမှာလည်းပိုဆွဲခဲ့ပါတယ်။ UEFA Cup မှာပိုဆွဲပြီးတော့ရှော့ထဖလား3လုံးအောင်ပွဲရယူနိုင်ခဲ့တာကတော့ Liverpool ရဲ့2000-2001ရာသီကိုပြီးပြည့်ဆုံးခဲ့ပါတယ်။ Arsenal ကတော့ဖလားလက်မဲ့ရာသီကိုဖျက်ဆီးခဲ့ရပြီးတော့ Premier League နဲ့ League ဖလားနှစ်ခုစလုံးမှာဒုတိယဆုတွေနဲ့သာနှစ်သိမ့်ခဲ့ရပါတယ်။ Premier League မှာ Manchester United ကိုဘလို့မှမရှင်နိုင်ခဲ့တယ်လို့ League ဖလား Final မှာလည်း Liverpool တိုက်စစ်မှု Michael Owen ရဲ့အကောင်းဆုံးရှေ့စွမ်းတွေက Arsenal ကို 2-1 နဲ့ရှုံးနိမ့်စေခဲ့ပါတယ်။ပြင်သစ်တိုက်စစ်မှု Thierry Henry ကတော့သူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေကိုဆက်လက်ပြသနေခဲ့ပြီးအသင်းရဲ့ဂိုးသွင်းအများဆုံးသူဖြစ်လာခဲ့ပါတယ်။ Community တိုင်းမှာ Manchester United ကိုအနိုင်ရပြီးဖလားယူနိုင်ခဲ့ပေမဲ့ Chelsea ရဲ့21ရာစုအဖွင့်ရာသီဟာအောင်မြင်တယ်လို့မသတ်မှတ်နိုင်ခဲ့ပါဘူး။ရာသီအစမှာရလဒ်တွေရိမ့်ရိုင်ခဲ့တာကြောင့်နီးပြ Vialli ထွက်ခွာခဲ့ရပြီးနောက်ထပ်အီတလီလူမျိုးနီးပြ Claudio Ranieri နဲ့အစားထိုးခဲ့ပါတယ်။ရာသီအကုန်မှာအဆင့်6နဲ့ UEFA Cup ဝင်ခွင့်ရခဲ့ပြီးတော့ Club စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တဲ့နယ်သာလန်တိုက်စစ်မှု Jimmy Floyd Hasselbaink Premier League ရွှေဖနက်ဆုရှင်ဖြစ်ခဲ့တာတခုတည်းသာ Chelsea ရဲ့အောင်မြင်မှုလို့သတ်မှတ်နိုင်ခဲ့ပါတယ်။ Liverpool ဟာပြီးခဲ့တဲ့ရာသီအကုန်မှာခေါ်ယူခဲ့တဲ့တိုက်စစ်မှု Husky နဲ့လူငယ်ကျယ်ပွင့် Michael Owen တို့ကိုတွဲဖက်က Robbie Fowler, Carragher အသင်းကောက်ဆောင်တဲ့ Hyypiä, Lindmanen, Harman တို့ရဲ့ပေါင်းစပ်မှုတွေနဲ့ဆွဲမှတ်ဖွယ်ကောင်းတဲ့ကစားပုံကိုဖော်ဆောင်ခဲ့ပါတယ်။ Owen က Liverpool ရဲ့အဓိကဂိုးသွင်းရှင်ဖြစ်ခဲ့ပေမဲ့လည်းအကယ်ဒမီကနေတောက်ပလာတဲ့ကွင်းလယ်ကစားသမားလေး Steven Gerrard ကတော့ Anfield ပရိသတ်တွေရဲ့အသင်းနှလုံးကိုဖန်ဆုပ်နိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။ Gerrard ဟာအဆိုပါရာသီရဲ့ Premier League အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်းစခူးနိုင်ခဲ့ပါတယ်။ Ferguson နဲ့ Houllier တို့ဟာ2000-2001ရာသီကိုဖလားတွေနဲ့ပိတ်သိမ်းနိုင်ခဲ့ပေမဲ့လည်း Premier League ရဲ့တနှစ်တာအကောင်းဆုံးနည်းပြဆုကိုတော့တန်းတက်လာတဲ့ Ipswich အသင်းနည်းပြ Joe Barley ကစခူးရရှိသွားခဲ့ပါတယ်။ Barley ဟာ Ipswich ကိုဘတ်ဂျက်အနေငယ်သာအသုံးပြုပြီးတော့ Premier League မှာအဆင့်5အထိရောက်ရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ရာသီနောက်ဆုံးပိတ်အထိ Champions League ဝင်နိုင်တဲ့အခွင့်အလမ်းကိုတော့ရရှိခဲ့တာပါ။